ဆရာတော်စေကိန်းသားပေါ်မှာမြတ်တာပြည့်နဲ့ပြုလုပ်လိုက်တဲ့အပြုမှုလေးကြောင့်တကားမတွေကိုကြည်နူးစေတဲ့တိရကုဆရာတော်လက်ရှိချိန်မှာတကူဩဇာကြီးမာတဲ့ကျမ်းတက်ဆရာတော်ကြီးနှစ်ပါးရှိပါတယ်။အဆိုပါကျမ်းတက်ဆရာတော်ကြီးတွေကတော့တိရကုဆရာတော်ကြီးနဲ့အရှင်စေကိန်းသားတို့ပဲဖြစ်ပါတယ်။တိရကုဆရာတော်ကြီးနဲ့အရှင်စေကိန်းသားတို့ဟာဆရာအရင်တပည့်ဆက်ဆံရေးရှိကြသလိုမြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်ကြားရောက်တိုင်းတကားမတွေအန္တရာယ်ကြားရောက်တိုင်းမှာရှေ့ဆုံးကနေအမြဲရှိကြတဲ့ဆရာတော်တွေဖြစ်ပါတယ်။အခုတခါငလင်ဘေးမှာလည်းတိတကူဆရာတော်ကြီးနဲ့အရှင်စေကိန်းသားတို့တရင်300စကိုင်းတောင်ရိုးနဲ့မန္တလေးမြို့မှာပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။ဒါကြောင့်တိတကူဆရာတော်ကြီးနဲ့အရှင်စေကိန်းသားတို့ကဦးစီးပြီးတော့ငလင်ကြောင့်ပျက်စီးသွားတဲ့ရှေးဟောင်းဖျားစီဒီပထိုးတော်တွေကိုပြုပြင်မွမ်းမံတာငလင်ဘေးတန်ကြောင့်အကူအညီလိုအပ်နေတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ထောက်ပံ့တာတွေလုပ်နေပါတယ်။ဒီလိုချိန်မှာတိရကုဆရာတော်နဲ့အရှင်စေကိန်းသားတို့ရဲ့ကြည်နူးစရာဗီဒီယိုဖိုင်တစ်ဖိုင်ပေါ်ထွက်လာပါတယ်။အဆိုပါဗီဒီယိုဖိုင်မှာတော့တိရကုဆရာတော်ကြီးကစကိုင်းမြို့ကဘုရားစေတီတဆူပြုပြင်နေရာကိုထိုင်ကြည့်နေစဉ်အရှင်စေကိန်းသားကရိုသေဦးခိုက်ကတခြားနေရာမှာအရေးကြီးလို့ပြန်ကြွတော့မှဖြစ်လို့လာနှုတ်ဆက်ပါတယ်။ဒီလိုချိန်မှာတိရကုဆရာတော်ကဒါဟာစကိုင်းမြို့ကတကိုးကြီးဆုံးဖျားဖြစ်ကအရေးကြီးဆုံးဖျားဖြစ်ကြောင်းဒီထက်အရေးကြီးတာဘာရှိသေးလဲဆိုပြီးတပည့်အရှင်စေကိန်းသားကိုစစ်စနိုးနဲ့ခေါင်းပုတ်လိုက်ပါတယ်။ဒါကြောင့်ဆရာတပည့်နှစ်ယောက်အခုလိုမြင်ရတဲ့ပုံမှာတကာမတွေကတော့ကြည်နူးပီတိဖြစ်ကြပါတယ်။ရှင်းလူကြီးတွေစကားရအတန်းကတော့အရှင်သူမြတ်တွေအချင်းချင်းခေါင်းပုတ်တာကအလွန်ချစ်ခင်နှစ်သက်တဲ့အသေးပဲလို့သိရပါတယ်ရှင်။